ဒီနေ့ချက်တူချက်နာမှာရှိတဲ့ဈေးတင်ပြီးတော့အေးစစ်စစ်နဲ့ထိုင်လို့ကောင်းတဲ့ Audify ဆိုတဲ့နေရာလေးမှာမုတ်သွားစားဖြစ်ခဲ့ပါတယ်။ဆိုင်လေးကအင်ဒိုအောက်ဒိုနှစ်နေရာလုံးရှိပြီးတော့ကိတ်ကောင်းကောင်းလေးစားကြတဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်။ဒီဆိုင်လေးမှာ coffee နဲ့ cake ပြင်ဖတ်ထိုင်းဖတ်ကပောင်းတို့လိုထိုင်းစားတွေရော spaghetti beef steak တို့လို European food တွေရောလည်းရနိုင်ပါတယ်။ဒီနေ့စားဖြစ်ခဲ့တာကထမင်းကြော်ရယ်ဖတ်ထုတ်ဖတ်ထိုင်းရယ်ဒီကော်ပြန်ဖတ်ထုတ်ကြော်လေးရယ်ထိုင်းတီးရယ်မိုခါကိတ်လေးရဖြစ်ပါတယ်ဒီဆိုင်ရထမင်းကျော်ကအရသာလည်းကောင်းပြီးတော့ပါတဲ့ပမာဏလည်းတော်တော်များတယ်ကော်ဖီဆိုင်ဒီဇိုင်းရဲ့ထမင်းကျော်ကဒီလောက်ပိုရှင်းကြီးလိမ့်မယ်လို့မထင်ထားဘူးဘာလို့လဲဆိုတော့တချို့ဖူကောကဆိုင်နေတော့ထမင်းကျော်ဆိုတယောက်မများဘူးအခုဒီမှာကတော့အလှစားမဟုတ်ဘူးလုံးဝအဝါစားဆိုင်နေလို့လာတာအရသာကလည်းထမင်းကျော်ကောင်းကောင်းတစ်ပွဲမှာရှိရမယ်အနံ့အရသာနဲ့ကွက်တီပဲမီးခိုးနံလေးတင်းပြီးတော့ထမင်းကလည်းမပြောမမအနေထားလေးနဲ့အသားတို့ကြက်ဥတို့ပါတဲ့နှုံးကလည်းမနှဲဘူးတမယာလေးညှက်လိုက်စားလိုက်နဲ့ရှယ်ပဲဒါကဖတ်ထိုင်းကိုခေါက်ဆွဲနဲ့မဟုတ်ပဲဖတ်ထုတ်ကြော်လေးနဲ့တွဲပြင်ပေးထားတဲ့သူတို့ဆိုင်ရဲ့ signature menu သူ့ရတာကဖတ်ထိုင်းကိုခေါက်ဆွဲမပါပဲအစာပလာများများကြက်ဥများများနဲ့ရွှဲရွှဲလေးကြော်ထားပေးပြီးတော့ဖတ်ထုတ်ကြော်နဲ့တွဲစားရတာမျိုးပါဖတ်ထုတ်ကြော်လဲစားခြင်းနဲ့ဖတ်ထိုင်းလဲကြိုက်တယ်ဆိုရင်တော့ဒီမီနူးကကွက်တီပါပဲဖတ်ထုတ်ကလည်း6ခုတောင်ပါတာဆိုတော့တယောက်စာကောင်းကောင်းပိုက်ဝပါတယ်ဆိုင်ရဲ့ဘိုက်ကတော့မြင်တဲ့အတိုင်းပဲလေတဖြူးဖြူးနဲ့လုံးဝအေးစစ်စစ်ပါပဲဒါကတော့ပဇွန်ကော်ပြန်ကြော်ပေါ်မှာဖတ်ထုတ်လိုပုံစံမျိုးလေးထုတ်ပြီးကြော်ထားတာပါအထက်ကပဇွန်အသားကြိတ်ထားလေးနဲ့ကော်ပြန်ကျွတ်ကျွတ်လေးနဲ့တော်တော်စားလို့ကောင်းပါတယ်ထိုင်းတီးကလည်းအရသာချိုရဲရဲမဟုတ်ဘဲနဲ့ဖန်စိမ့်စိမ့်လေးနဲ့မိုက်ပါတယ် Google Map location နဲ့ဆိုင်ရဲ့ menu လေးကို comment မှာချထားပေးပါမယ်။ Outdoor area နဲ့မဟုတ်ဘဲနဲ့ Indoor area ရဲ့အခင်းကျင်းအပြင်ဆင်လေးတွေကလည်းအေးစစ်စစ်နွေးနွေးထွေးထွေးနဲ့ကိုယ့်ဟာကိုယ်စာပဲလုပ်လို့အလုပ်ပဲလုပ်လို့အေးစစ်စစ်နဲ့အဆင်ပြေတဲ့ environment လေးတစ်ခုပါ။အဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဒီလိုဗီဒီယိုလေးတွေကြည့်ဖို့အတွက် like and follow လေးလုပ်ပေးကြပါဦးခင်ဗျာ။